Redmi Xiaomi Poco phone တွေ original အားသွင်းကြိုးပြတ်သွားတယ်ဆိုရင်စိတ်မညစ်နဲ့အောင်เนาะကျွန်တော်တို့ဆိုင်မှာဒီ original quality တိုင်းရမယ် company ကြိုးတွေရောက်ထားပါတယ်ဒီကောင်လေးကတော့ဒါမိုင်းမီအားထွက်ထားတဲ့ 190 watt ကြိုးလေးပါဒီကောင်လေးဆိုရင်အခုဒါကျွန်တော် Turbo 4 Pro နဲ့စမ်းပြထားပါတယ် Turbo 4 Pro ကဒါ90 watt ထွက်ပါတယ်90 watt support လက်ခံတဲ့ဖုန်းပါเนาะအဲ့ဒါဆိုတော့90 watt စာတန်းလေးပါထွက်တယ်ကျွန်တော်တို့အနောက်မှာစက္ကန့်နေလဲရေးနေတယ်အကုန် original quality တိုင်းကိုအတိအကျရပါတယ်ခင်ဗျာအဲ့တော့120 watt ဖုန်းတွေမှာဆိုလို့ရှိရင်လဲကျွန်တော်တို့120 watt စာတန်းထွက်ပါတယ်67 watt စာတန်းထွက်မဲ့ဖုန်းတွေမှာဆိုလဲ67 watt စာတန်းထွက်ပါတယ်ခင်ဗျာအဲ့တော့ original ကြိုးထောက်တောင်မှာပို့ပြီးတော့ကျွန်တော်တို့ကြိုက်ပါတယ် original ကြိုးတွေဆိုရင်ဈေးတွေတာကြီးတာကျွန်တော်ပြတ်သွားရင်လည်းအလဲမရပါဘူးဒီကြိုးလေးဆိုရင်တော့ကျွန်တော်တို့အာမခံ1 year တိပေးထားပါတယ်အာမခံတစ်နှစ်အတွင်းမှာအားတွေမဝင်တော့တာစာတန်းတွေမထွက်တော့ဘူးဆိုရင်ကျွန်တော်တို့အသစ်တစ်ချောင်းပြန်ပြီးတော့လဲပေးပါတယ်เนาะအဲ့တော့ဆိုတော့ကျွန်တော်တို့ဒီအာမခံနဲ့တန်ပါတယ်ဆိုတော့အိမ်ရောက်ငွေချင်တယ်လဲကျွန်တော်တို့ရန်ကုန်နေပြည်တော်မန္တလေးမြို့အစုံကိုကြိုက်တဲ့မြို့နယ်ကနေမှာလို့ရပါတယ် delivery ရောက်တဲ့မြို့တွေဆိုရင်အိမ်ရောက်ငွေချင်တဲ့ကိုပို့ဆောင်ပေးပါတယ်ခင်ဗျာဆိုင်မှာလာရောက်ပြီးတော့စမ်းသပ်ဝယ်မဲ့မိတ်ဆွေတွေအတွက်ကလည်းအမှတ်84ရန်ကုန်အင်းစိန်လမ်းမကြီးနဲ့ဥယျာဉ်ကလမ်းအောင်ကျွန်တော်တို့ရဲ့ကိုဖြိုးမိုဘိုင်းဆိုင်မှာလာရောက်ပြီးတော့စမ်းသပ်ပြီးဝယ်လို့ရပါတယ်ခင်ဗျာ original quality တိုင်းဖြစ်ဖို့အတွက်ကို100% အာမခံပါတယ်ခင်ဗျာအခုဒါကျွန်တော် Turbo 4 Pro လေးနဲ့စမ်းပြထားပါတယ်ဒါအကျိုးကောင်းလေးဆိုလို့ရှိရင်လည်းကျိုးသားထူထူလေးနဲ့ဒါအတုံးဆိုလို့ရှိရင်လည်းအတွင်းမှာဒါလိမ်မော်ရောင်လေးနဲ့ပါမယ်ခေါင်းမှာလည်းလိမ်မော်ရောင်အသားလေးနဲ့ပါเนาะဒါအလုံးဝ quality ပြည့်ပါတယ်ပူခြင်းတွေဖြုတ်ခြင်းတွေလုံးဝမရှိပါဘူးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ